အားလုံးပဲမင်္ဂလာပါကျွန်တော်အခြေခံ Excel သင်တန်းကနေပြောကြဆိုပါရစေဒီသင်ခန်းစာမှာတော့ကျွန်တော်က Microsoft Office 365ကိုအသုံးပြုပြီးတော့ Excel အသုံးပြုရမယ်ဆိုရှင်အခြေခံသိသင့်တဲ့အရာတွေကိုသင်ကြားပြသပေးသွားမှာဖြစ်ပါတယ်တကယ်လို့ Microsoft Office 365မရှိခဲ့ဘူးဆိုလို့ရှိရင်လည်း Office 2019 Office 2021နဲ့ Office 2024အစရှိတဲ့ version တွေကိုအသုံးပြုပြီးလေ့လာလို့ရပါတယ်ခင်ဗျကျွန်တော်တို့အခု module 1 lesson 1မှာဆိုရင်တော့ Excel နဲ့ရဲ့ interface နဲ့ပတ်သက်ပြီးအခြေခံအရာလေးတွေကိုကျွန်တော်ပြောပြသွားမှာဖြစ်ပါတယ်ခင်ဗျကျွန်တော် screen မှာပေါ်နေတာကတော့ Microsoft Excel ကိုပထမဆုံးဖွင့်လိုက်မယ်ဆိုလို့ရှိရင်မြင်ရတဲ့ screen ဖြစ်ပါတယ်ကျွန်တော် workbook အသစ်ဖွင့်တော့မယ်ဆိုလို့ရှိရင်ဒီ blank workbook ကို double click နှိပ်ပြီးတော့ဖွင့်လို့ရပါတယ်ဒီနောက်မှာမြင်နေရတာတွေကတော့ Microsoft Office မှာပါပြီးသား template တွေပါတကယ်လို့ကိုယ်နဲ့သက်ဆိုင်တဲ့ template တွေရဆိုလို့ရှိရင်လည်းယူသုံးလို့ရနိုင်ပါတယ်ခင်ဗျဒီအောက်ကဒီ reset ဆိုတဲ့အောက်မှာပေါ်နေတာကတော့ကျွန်တော်ဒီနောက်ဆုံးဖွင့်ထားခဲ့တဲ့ Excel file တွေပဲဖြစ်ပါတယ်ဒါတော့ကျွန်တော်တို့ပထမဆုံး workbook လေးကိုဝင်ပြီးတော့ကြည့်လိုက်ရအောင်ဒီ workbook ကိုဝင်လိုက်ရပြီဆိုလို့ရှိရင်တော့ကျွန်တော်တို့ဒီမှာ၄000ခွက်တွေအများကြီးရှိတာကိုတွေ့ရမှာဖြစ်ပါတယ်ဒါတွေကတော့ cell လို့ခေါ်ရပေါ့နော် Excel ရဲ့ဒီ worksheet က cell တွေနဲ့တိစောက်ထားတာမျိုးဖြစ်ပါတယ်ကျွန်တော်တို့ဒီအပေါ်မှာမြင်ရတဲ့ tab တွေအရာတွေကိုတော့ ribbon လို့ခေါ်ပါတယ် ribbon တစ်ခုချင်းစီမှာ tab တွေရှိရပါတော့အဲ့ tab တွေကိုအသုံးပြုပြီးကျွန်တော်တို့ comment တွေပေးလို့ရတယ် formula တွေထည့်လို့ရတယ်ဒီ format တွေချလို့ရတယ်ခင်ဗျကျွန်တော်တို့ဒီပထမဆုံးဒီ Excel worksheet တစ်ခုကိုကြည့်လိုက်အောင် Excel worksheet ကဘယ်လိုခွဲထားလဲဆိုလို့ရှိရင်ဒီအပေါ်မှာ column တွေခေါ်ပါတယ်ခင်ဗျသူက column တွေကိုတော့ ABCD ဆိုတဲ့စကားလုံးလေးတွေနဲ့ခွဲထားပါတယ်ဒီနောက်ပြီးတော့ row တွေကိုကျတော့1 2 3 4 5 6ဆိုပြီးတော့ခွဲထားပါတယ်ခင်ဗျအဲ့တော့ကျွန်တော်တို့တကယ်လို့ cell E5 ကိုကြည့်မယ်ဆိုလို့ရှိရင်ဒီ row E5 row က E column ကနေပြီးတော့column number 5ကE5 cell လို့ပြောပါတယ်ခင်ဗျဒီမှာ cell တစ်ခုကိုနှိပ်လိုက်မယ်ဆိုလို့ရှိရင်သူ့ရဲ့ number ကိုလည်းဒီ Excel ရဲ့အပေါ်ဘယ်ဘက်မှာကြည့်လို့ရပါတယ်ဒီ cell တွေအကုန်လုံးပေါင်းထားတဲ့ဟာကို worksheet လို့ခေါ်ပါတယ် sheet လို့လည်းပြောလို့ရတယ်ပေါ့နော်တကယ်လို့ဒီ sheet ကိုနာမည်ပြောင်းချင်တယ်ဆိုလို့ရှိရင်တော့ဒီအောက်ဘက်မှာ sheet 1ဒီနေရာလေးကို double click နှိပ်ပြီးတော့ပြောင်းလို့ရပါတယ်ဒီမှာကျွန်တော် first sheet ဆိုပြီးတော့နာမည်ပေးလိုက်ပါမယ်တကယ်လို့နောက်ထပ် worksheet တစ်ခုကို create လုပ်ချင်တယ်ဆိုလို့ရှိရင်တော့ဒီအပေါင်း button လေးကိုတစ်ချက်နှိပ်လိုက်မယ်ဆိုလို့ရှိရင်နောက်ထပ် sheet တစ်ခုပေါ်လာပါမယ်ဒါကိုတော့ကျွန်တော် second sheet လို့နာမည်ပေးလိုက်ပါကျွန်တော်တို့ sheet တွေကိုပြောင်းချင်တယ်ဆိုလို့ရှိရင်ဒီ tab လေးမှာနှိပ်ပြီးတော့ကျွန်တော်ပြောင်းလို့ရနိုင်ပါတယ်ခင်ဗျခွဲအောင်ဒီမှာရေးပေးဒီမှာကျွန်တော်စာလေးတစ်ထိုက်ရေးလိုက်ပါမယ်အဲ့တော့ကျွန်တော် first sheet ကိုသွားချင်တယ်ဆိုလို့ရှိရင် first sheet ဆိုတဲ့ sheet ကလေးကိုနှိပ်လိုက်လို့ရပါတယ် second sheet ကိုသွားချင်တယ်ဆိုလို့ရှိရင် second sheet ကိုနှိပ်လိုက်လို့ရပါတယ်နောက်တစ်နည်းအနေနဲ့ပြောင်းလို့ရတာတော့ဒီဘယ်ဘက်ထောင်လေးမှာ right click ထောက်လိုက်မယ်ဆိုလို့ရှိရင်ဒါမျိုးလေးဒီလို box လေးပေါ်လာပါလိမ့်မယ်တကယ်တော့ first sheet ကိုသွားချင်တယ်ဆိုလို့ရှိရင် first sheet ကိုရွေးပြီးတော့ okay နှိပ်လိုက်မယ်ဆိုလို့ရှိရင်ကျွန်တော် first sheet ကိုရောက်သွားပါတယ်ခင်ဗျဒါကတော့ Excel ရဲ့ sheet တွေအကြောင်းပေါ့နော်ဒီ sheet တွေအကုန်လုံးပေါင်းထားတာကိုကျွန်တော်တို့ workbook လို့ခေါ်ပါတယ် workbook ရဲ့နာမည်ကိုပြောင်းချင်မယ် workbook ရဲ့ဒီနာမည်ကတော့ဒီအပေါ်မှာရှိပါတယ်ခင်ဗျဒီနေရာလေးကို double click နှိပ်လိုက်မယ်ဆိုလို့ရှိရင်ကျွန်တော်တို့အနေနဲ့တခါတည်း save လုပ်လို့ရပါတယ် workbook ရဲ့နာမည်ကိုလည်းပေးလို့ရပါတယ်ခင်ဗျဒီမှာကျွန်တော် first workbook လို့ကျွန်တော်နာမည်ပေးလိုက်ပါမယ်ခင်ဗျပြီးသွားလို့ရှိရင်ကျွန်တော်တို့တကယ်လို့ save လုပ်ချင်တယ်ဆိုလို့ရှိရင်ဒီ drop down choose a location အောက်က drop down menu လေးကိုရွေးပြီးတော့ကြည့်လို့ရပါတယ်ဒီမှာတကယ်လို့ကျွန်တော်ရွေးချင်တယ်ဆိုလို့ရှိရင်ဒီကိုယ့်ရဲ့ PC ထဲမှာ save မယ်ဆိုလို့ရှိရင်ပေါ့နော် this PC ကိုရွေးပြီးတော့ဒီကနေပြီးတော့ more option မှာကျွန်တော်အနေနဲ့ကြည့်လို့ရနိုင်ပါတယ်ခင်ဗျအဲ့တော့ကျွန်တော် my document အောက်ကနေပြီးတော့ basic Excel file ဆိုတဲ့ folder လေးကိုကျွန်တော် create လုပ်ပြီးအဲ့အောက်မှာကျွန်တော် save လိုက်ပါမယ်ခင်ဗျကျွန်တော်ဒါလေးကိုရင်ပိတ်လိုက်အောင်နော်ပိတ်ပြီးတော့ကျွန်တော်တို့ document အောက်က basic Excel course ဆိုတဲ့အောက်ကနေ passport ကို double click နှိပ်လိုက်မယ်ဆိုလို့ရှိရင်ကျွန်တော်တို့ဖွင့်လာမှာဖြစ်ပါတယ်အဲ့တော့ဒါကတော့ Excel ရဲ့အခြေခံဖြစ်ပါတယ်တကယ်လို့ကျွန်တော်တို့အနေနဲ့
နောက်တနည်းဒီဘဝမှာ save ပဲနဲ့ save ချင်တယ်ဆိုလို့ရှိရင် file အောက်သွားပြီးတော့ save as လုပ်လိုက်ရင်လည်းခုနက folder ကိုပြန်ရောက်ပါတယ်။ကျွန်တော်တို့နေရာရွေးချင်တယ်ဆိုလို့ရှိရင် this PC ကိုရွေးဒီအောက်ကနေပြီးတော့ more option ကိုတစ်ချက်နှိပ်လိုက်မယ်ဆိုလို့ရှိရင်ကျွန်တော်တို့ဒီကွန်ပျူတာရဲ့ဘယ်နားမှာ save လုပ်ချင်ပါသလဲလုပ်ချင်တဲ့နေရာမှာကျွန်တော် save လုပ်နိုင်ပါတယ်။အဲဒီတော့ဒါကတော့ module 1 lesson 1ရဲ့သင်ခန်းစာလေးဖြစ်ပါတယ်